Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မေမေငါပေါ့နော်မေမေတို့ဆိုင်မှာအမေးများနေတဲ့ Telegram အကောင့်အသစ်လေးဘယ်လိုဖွင့်ရမလဲဆိုတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့မင်းပြပြပေးမှာဖြစ်ပါတယ်ရှင်အခုကတော့မေမေတို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော် Telegram အသုံးပြုမှုကတော်တော်လေးမြင့်တက်လာတယ်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ပေါ့နော် Facebook မှာဆိုလို့ရှိရင်လည်း VPN အဆင်မပြေတာတွေကြောင့်မလို့ Facebook မသုံးမဲနဲ့ပေါ့နော် Facebook မသုံးမဲနဲ့ Facebook မသုံးတော့ Messenger မှာမသုံးရတော့ဘူး။အဲ့တော့ကျတော့ဘယ်လိုစကားပြောကြလဲဆိုလို့ရှိရင် Viber ကနေပြောတာရှိတယ်။တချို့ကြောက်ရလဲပေါ့နော် Viber ထက် Telegram ကပို့ပြီးတော့ line ကောင်းတယ်ဆိုပြီးတော့ Telegram ကနေပြောတာရှိကြတယ်။အဲ့လိုဆိုတော့ Telegram ကပေါ့နော်တော်တော်များများပေါ့နော်ဥမာလူ100မှာပေါ့နော်အယောက်90က Facebook သုံးတယ်ဆိုလို့ရှိရင် Telegram သုံးတဲ့သူက90လောက်ရှိတယ်အဲ့လိုမျိုးလူသုံးများတဲ့ application တစ်ခုကပေါ့နော်အခု2025ရဲ့မှာ2လပိုင်းလောက်ကနေစပြီးတော့သူ့ကို account သစ်ဖွင့်တဲ့နေရာမှာနည်းနည်းလေးအခက်ခဲလေးရှိလာတယ်အရင်တော့ဆိုလို့ရှိရင်ဖုန်းနံပါတ်နဲ့ဖွင့်လဲရတယ် Gmail နဲ့ဖွင့်လဲရတယ်ပေါ့နော်ကုတ်ကတခါတည်းတန်းကြတယ်အခုကျတော့ပေါ့နော်ဘာပြဿနာဖြစ်လာလဲဆိုတော့account သစ်ဖွင့်တယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ကုတ်9လုံးမကြတဲ့ပြဿနာဖြစ်လာတယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုးချက်လေးအကြောင်းမကြတာပါပထမဆုံးအနေနဲ့ကတော့ MBT Orido Atamine လို့ခေါ်တဲ့ operator တွေကနေပြီးတော့ Telegram အကောင့်ဖွင့်ခြင်းကိုတားမြစ်ထားတာပဲဖြစ်ပါတယ်။ Okay နောက်တစ်ခုဖြစ်နိုင်ခြေကကြတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုပေါ့နော်ဒီ Telegram အကောင့်ဖွင့်ခြင်းကနေပြီးတော့ block ထားတာလည်းဖြစ်နိုင်တယ်။အဲ့လိုမျိုးကိုယ့်ရဲ့ဖုန်းနံပါတ်အသစ်နဲ့ပေါ့နော် Telegram အကောင့်ဖွင့်ပြီးတော့ဘယ်လိုမှကုန်မကြတော့ဘူးဆိုလို့ရှိရင်တော့ဒီနည်းလမ်းလေးတွေကိုလိုက်ပြီးတော့လှုပ်ဆောင်ကြည့်ပါရှင်။ SMS နဲ့ကုန်မကြဘူးဆိုလို့ရှိရင်ဖုန်းခေါ်တာကိုရွေးလိုက်ပါအဲ့ဒီမှာဖုန်းကနေပြီးတော့ကုန်းနံပါတ်5လုံးကိုချပေးပါလိမ့်မယ်ဒီနေရာမှာသတိထားရမယ့်အချက်ကကြတော့ဖုန်းနံပါတ်ကပေါ့နော်ကိုအခု Telegram ဖွင့်နေတဲ့ဖုန်းနံပါတ်ကအရင်တုန်းက Telegram အကောင့်လုံးဝမဖွင့်မှုသေးတဲ့ဖုန်းနံပါတ်ဖြစ်ရမယ်နော်အသစ်နံပါတ်ဖြစ်ရပါမယ်တော်တော်များများကတော့ဖုန်းနံပါတ်အသစ်ဖြစ်တာနဲ့ပေါ့နော် Telegram ကုတ်ကချပေးပါတယ်ဖုန်းနံပါတ်လည်းအသစ်ဖြစ်တဲ့ဒါပေမဲ့လို့ Telegram ကုတ်ကချမပေးသေးဘူးဆိုလို့ရှိရင်တော့ကိုအခုသုံးနေတဲ့ဖုန်းကိုပြောင်းသုံးကြည့်ပါဒါမှမဟုတ်ဒီဖုန်းနဲ့မရရင်ကျန်တဲ့ဖုန်းနဲ့ပေါ့နော် model အနှိမ်ဖုန်းလေးတွေနဲ့ဖွင့်ကြည့်ပါရှင့်အဲ့လိုမျိုးမှမရဘူးဆိုလို့ရှိရင်တော့ PC ပေါ့နော်ကွန်ပျူတာနဲ့ဖွင့်ကြည့်ပါကွန်ပျူတာမှာဒီကွန်ပျူတာမှာ browser ကိုသွားပြီးတော့ကြတော့ Telegram ဆိုပြီးတော့ကြတော့ browser မှာရှာပြီးတော့အဲ့ဒီထဲမှာဖွင့်လို့ရှိရင်လည်းရတတ်ပါတယ်အဲ့လိုမျိုးဖုန်းလဲပြောင်းသုံးနေအခုချိန်ကြီးကုန်မကြသေးဘူးဆိုလို့ရှိရင်တော့ Wi-Fi မှာပြောင်းသုံးပါနောက်ပြီးတော့ဗောနော် VPN မခံထားဘူးဆိုရင် VPN ခံပြီးတော့တစ်ဖွင့်ကြည့်ပါရှင့်တော်တော်များများကဗောနော်ဖုန်းပြောင်းလိုက်တယ်နောက်ပြီးတော့ PC နဲ့ဖွင့်တယ်နောက်ပြီးလို့ရှိရင် VPN ချိတ်တယ်ဒါမှမဟုတ်လဲ Wi-Fi ပြောင်းတယ်ဗောနော်အဲ့လိုမျိုးချက်လက်လေးတွေအကုန်လုံးလုပ်ကြည့်ရဆိုလို့ရှိရင်တော့တော်တော်များများကတော့ Telegram account တစ်ကိုအေးအေးဆေးဆေးလေးဖွင့်လို့ရတာများပါတယ်VPN ကဘာဖြစ်လို့ခံခိုင်းတာလဲဆိုတော့တခါတလေကြရင်ပေါ့နော် Telegram ကဒီမြန်မာနိုင်ငံရဲ့ location ကို block ထားတာရှိတယ်အဲ့လိုဆိုတော့ server တစ်ခုပြောင်းပြီးတော့ပေါ့နော်ဥပမာ Thai location နဲ့ပဲဖြစ်ဖြစ်ကျန်တဲ့ USA တို့ Canada တို့အဲ့လိုမျိုး location တွေနဲ့ပဲဖြစ်ဖြစ်ပြောင်းပြီးတော့ချိတ်ကြည့်ရဆိုလို့ရှိရင်လေ Telegram account ကိုလွယ်လွယ်ကူကူနဲ့ဖွင့်လို့ရပါတယ်ရှင်ပြီးတော့တော်တော်များများသတိမထားမိတဲ့အရာလေးရှိတယ်ဖုန်းနံပါတ်ရိုက်ထဲဆိုတဲ့နေရာမှာပေါ့နော်39နဲ့ခံထားတာမျိုးရှိလို့ရှိရင်39မဟုတ်ဘဲနဲ့959နဲ့ခံပြီးတော့ဖွင့်ကြည့်ပါအခုလောလောဆယ် Telegram ဖွင့်နေဆိုတဲ့နေရာမှာတော်တော်လေးစိတ်ရှည်ဖို့လိုပါတယ်ရှင့်။ဥပမာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်ကဒီနေ့မရဘူးဆိုလို့ရှင်2ခါ3ခါ4ခါလောက်ထိပေါ့နော်ကုတ်တွေတောင်းတာမျိုးမလုပ်ဘဲနဲ့တစ်ခါအလွန်ဆုံးမှာ2ခါပဲကုတ်တောင်းပါတကယ်လို့မှအဲ့လိုမျိုးကိုက2ခါကုတ်တောင်းလိုက်လို့မကြတော့ဘူးဆိုလို့ရှင်ဒီနေ့အတွက်ကတော့ Telegram ဖွင့်ခြင်းကိုနားလိုက်ပါရှင့်နောက်တနေ့ကျမှပြန်စဖွင့်မှာပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် Telegram ကကုတ်တွေခဏတောင်းနေဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသူတို့ကယာယီ block ထားတာမျိုးလေးတွေဖြစ်တတ်ပါတယ်ဘယ်လိုမျိုးပြန်ရတယ်လဲဆိုလို့ရှိရင်ပေါ့နော်24နာရီစောင့်ရတယ်တချို့ဆိုလို့ရှိရင်48နာရီတိစောင့်ရတယ်ဆိုတော့လောလောဆယ်မှာ Telegram account ဖွင့်တာကတအားကြီးလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူးမရဘူးလားဆိုရင်တော့ရတယ်ဒါပေမဲ့လွယ်ကူကူမရဘူးပေါ့နော်အဲ့လိုဆိုတော့အရင်တော့ Telegram account ဖွင့်ပြီးသားရှိရဆိုလို့ရှိရင်အဲ့ Telegram account လေးကိုပဲမပြောက်ပြက်အောင်ပေါ့နော်မပြက်အောင် easy ကင်မှာဥပမာပေါ့နော်ကိုကဖုန်းလဲတော့မယ်ကိုကဒီဘက်ဖုန်းထဲမှာ Telegram account ကသုံးနေပြီးသားရှိတယ်ဟိုဘက်ဖုန်းတစ်လုံးထဲကိုချိန်နေတယ်ဆိုလို့ရှိရင်ဒီဘက်ဖုန်းထဲက Telegram account ကိုမဖြတ်ခင်ဟိုဘက်ဖုန်းကိုချိန်မအောင်ချိန်ပါရှင့်မမေ့အောင်ချိန်ပါရှင့်အခုကပေါ့နော်ဖုန်းနံပါတ်ကဖွင့်ပြီးသား Telegram ဆိုလို့ရှိရင်သူက SMS မှာကုတ်ချမပေးဘဲနဲ့အရင် Telegram account ဟောင်းမှာအကောင့်ထဲမှာတော့ကုတ်ချပေးတာ
အဲ့ဒါကြောင့်မလို့ပေါ့နော်ကိုယ့်ရဲ့အကောင့်ဟောင်းကကိုဖုန်းထဲမှာရှိနေတော့ကိုဖုန်းအသစ်ထဲကိုပြောင်းကျင်တယ်ဆိုလို့ရှိရင်အကောင့်ဟောင်းထဲကမဖြတ်သေးခင်ပြောင်းပါနော်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေရှင်ဘိုင်ဘိုင် Bye bye.